မင်္ဂလာပါမြန်မာစံတော်ချိန်ညနေ9:00နာရီရှိပါပြီတွန်းတော် FM ကနေပရိသတ်များကျမ်းမာကြပါစေကြောင်းနှုတ်ခွန်းဆက်သလိုက်ပါတယ်အပတ်စဉ်တောက်ကြနေရေဒီယိုအစီအစဉ်တွေကိုတင်ဆက်တော့မှာဖြစ်ပါတယ်အခုထုတ်လွှင့်နေတာကတော့မြန်မာပိုင်းအစီအစဉ်ဖြစ်ပါတယ်တွန်းတော်ရေဒီယိုကိုရှောင်းနေပမာဘာသာစကားနှမျိုးဖြစ်နေ့စဉ်ညနေ9:00နာရီမှာ FM line 105.5 MHz ကနေဖမ်းယူနားဆင်နိုင်ပါတယ်တော်ရရှင်များမင်္ဂလာပါဒီအစီအစဉ်ကတော့ကျမ်းမာရေးအတွက်တိမတ်ဖွယ်ရာအစီအစဉ်ပဲဖြစ်ပါတယ်အခုတစ်ခေါက်တော့ကောင်းမှုတာတက်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်ခရီးသွားတာမပြောနဲ့မြို့တွင်ကားလေးဟိုနာဒီနာစီသွားရင်တော့ကောင်းမှုလုံးလို့ဘယ်ကိုမှရေရေမသွားရဲဘူးဖြစ်နေပြီလားဒါဆိုရင်တော့ဒီနီလိုင်းလေးတွေနဲ့ကောင်းမှုတာတက်တာအောင်လောက်ဆောင်လိုက်တော့နော်ကောင်းမှုတာကိုတက်တာစီဖို့ဆိုရင်စေတော့မှရင်မဟုတ်ပါဘူးဒီနီလိုင်းလေးတွေနဲ့လည်းအဆင်ပြေပါတယ်ကျင်းဝါစာပေးပါကောင်းမှုနေပြီဆိုရင်ကျင်းပပလေးလွှာပြီးဝါစာလို့ရေတော့ချလိုက်ပါဒီလိုလောက်ပေးတာကကောင်းကြည့်စေပြီးကောင်းမှုတာကိုတက်တာစီမှာပါတံပြာသီးချစ်ချင်လေးကိုအကွေးလိုက်လေးလီးပြီးဝါစာလို့ရတယ်လို့တံပြာရေတောက်ပေးတာကလည်းကောင်းမှုတာကိုတက်တာစီမှာပါကပ်ပါတဲ့အချိုရည်အေးလေးတောက်ပေးတာကကောင်းမှုတာကိုတက်တာစီဖို့ရောညှစီစီဖြစ်နေတာကိုတက်တာစီဖို့ပါတတိယရောက်ထောက်ကူပေးနိုင်ပါတယ်သောရရှင်များခင်ဗျာကုတ္တပကျမ်းမာရေးအစီအစဉ်ကိုတော့ဒီမှာပဲညနာခွေးပြုတ်ပါနောက်ရက်တွေမှာလည်းကျမ်းမာရေးအတွက်အထောက်ကူဖြစ်စေမဲ့ဘယ်လိုအကြောင်းအရာတွေဆက်လက်တင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်နှားဆင်ပေးကြပါဦးနော်အားပြည့်အချိုရည်ဟာအလွယ်တကူတောက်တော်လို့ရတဲ့အချိုရည်မဟုတ်ပါဘူး။ဒါကြောင့်ကိုဝန်ဆောင်မိခင်တွေနဲ့အသက်10နှစ်အောင်ကလေးငယ်တွေကိုအပြည့်အချိုရည်တွေအပါအဝင်စိုးစိတ်ပါတဲ့အချိုရည်တွေတိုက်ကြွေးခြင်းမပြုရပါ။ဒုံတော် FM ပရိသတ်များမင်္ဂလာပါကျွန်တော်ပဖောင်ပါဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့ကရင်လိုစာမေးပွဲဖြေဆိုခွင့်ရရှိခဲ့တဲ့နေချင်းကလေးတွေပမာပြည်ကိုတိုက်ခိုက်တိုက်ပိတ်ပြီးနောက်သာသနာပြုဆရာတွေကလူမျိုးစုတွေအတွက်စာသင်ကျောင်းတွေတည်ဆောက်ပေးတာနဲ့ပညာသင်ကြားပေးတာတွေပြုလုပ်ခဲ့ပါတယ်အဲ့ဒီအထဲမှာကရင်လူမျိုးကနှိချင်းမင်္ဂလာခရစ်ယာန်ဘာသာကိုအများဆုံးခံယူကြတယ်လို့ဖူးစကောလေတို့ကပြောပါတယ်အဲ့ဒီအချိန်မှာကရင်ရဲ့ပညာသင်ကျောင်းနဲ့ဘုရားကျောင်းတွေဟာကရင်တွေနေထိုင်ကြတဲ့မြို့ကြီးပြကြီးတွေသာမကကြီးလက်ဒေသတွေပါအခြေပြန့်လာခဲ့ကြပါတယ်။နေချင်းအင်္ဂလိပ်ကလိုနီအုပ်ချုပ်မှုအောက်ကခရစ်ယာန်ဘာသာကိုလက်ခံထားသူအများအပြားဟာဘုရားသင်ကျောင်း၃မျိုးရှိလာခဲ့ပါတယ်။အဲဒါကတော့အင်္ဂလိပ်ကျောင်း၊အင်္ဂလိပ်မြန်မာကျောင်းနဲ့ကရင်ကျောင်းဖြစ်ပါတယ်။အင်္ဂလိပ်ကျောင်းဆိုတာပမာစာကလွေလို့ခြံတဲ့ဘာသာရအလုပ်ကအင်္ဂလိပ်လိုသာသင်ကြားကြပြီးအများစုကအနောက်တိုင်းသားသမီးနဲ့ဗမာပြည်ရှိအရာစီသားသမီးနဲ့အရင်းရှင်တဲ့သားသမီးတွေသာပြန်သင်ကြားခွင့်ရကြပါတယ်။အင်္ဂလိပ်မြန်မာကျောင်းကတော့အင်္ဂလိပ်စာကိုပထမထားပြီးပမာစာကတော့ဒုတိယဘာသာအဖြစ်ထားရှိပါတယ်။1926ခုနှစ်မှာတော့ကရင်ကျောင်းသားတွေကပမာစာကိုမသိချင်းပါကပမာစာအစားကရင်စာကိုဒုတိယဘာသာအဖြစ်သင်ကြားခွင့်ရခဲ့ပါတယ်။ဒီကျောင်းဟာကရင်ကျောင်းမဟုတ်ပေမဲ့အများစုကကရင်ကျောင်းသားသာတယောက်ကြတာများပါတယ်။ကရင်ကျောင်းကတော့ကျေးလက်ဒေသမှာအများစုတွေ့နိုင်ပြီးမြို့ပြမှာလည်းတွေ့နိုင်ပါတယ်။ဒီကျောင်းကတော့စည်ရင်သားတွေအတွက်ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်ပါတယ်။1910ခုနှစ်တုန်းကဒီကရင်ကျောင်းမှာကရင်ဘာသာလိုမူလတန်းအထိသင်ကြားနိုင်ပြီး1924မှာတော့အလယ်တန်းအထိရှိလာက1926မှာအထက်တန်းပါသင်ကြားခွင့်ရရှိလာခဲ့ပါတယ်1936ခုနှစ်ရောက်တဲ့အခါမှာဒီပြည်လုံးရှိကရင်ကျောင်းသားတွေဟာစာမေးပွဲကိုအထက်တန်းအထိကရင်လိုစာမေးပွဲဖြေဆိုခွင့်ရရှိခဲ့ပါတယ်လို့ဖူးစကောလေတို့ကပြောပါတယ်1924တုန်းကလည်းဘိုးကရင်တွေဟာမူလတန်းအထိဘိုးကရင်ဘာသာလိုပြန်သင်ကြားခွင့်ရရှိကကရင်ဆရာအဖြစ်သင်တန်းကိုလည်းအများပြားဖွင့်လှစ်ခဲ့ကြပါတယ်ဒါအပြင်ကရင်သက်မွေးအကြောင်းလည်းဖွင့်လှစ်နိုင်ဖို့ကြိုးပမ်းခဲ့သေးပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကြာစီမခံခဲ့ဘူးလို့ဖူးစကောလေတို့ကဆိုပါတယ်ကရင်တွေအများဆုံးတက်ခဲ့တဲ့အကြောင်းတွေကတော့ပြည်မနာမြို့မှာရှိတဲ့အမေရိကန်နှိချင်းစိုက်ပျိုးရေးကျောင်းမော်လမြိုင်မြို့နယ်နိုင်ခမ်းမြို့မှာရှိတဲ့ဇူနာပြုကျောင်းနဲ့နှိချင်းကိုလိုက်ကျောင်းကိုယူဒတိုင်းကိုလိုက်ကျောင်းတွေဖြစ်ပါတယ်ဗမာပြည်လူလာရေးကြသွားတဲ့နောက်မှာတော့အင်္ဂလိပ်ကလိုနီအုပ်ချုပ်မှုအောက်ကဒီစာသင်ကျောင်းတွေဟာနေပါသွားပြီးကရင်တို့ရဲ့ကိုယ်ပိုင်ဘာသာစကားအခြေပြုသင်ကြားမှုတွေဟာတဖြည်းဖြည်းပျောက်ဆုံးသွားပါတော့တယ်အာနာရှင်တွေဟာသူတို့သတ်မှတ်ထားတဲ့သင်ရိုးတဲကစိုက်ကြပြပြင်ထားတဲ့သမိုင်းဗုဒ္ဓဝီအမားတွေကိုသာလူမျိုးစုတွေကိုသင်ကြားစေပြီးလူမျိုးကြီးဝါဒကိုတူးသွင်းခဲ့တာဖြစ်ပါတယ်ဒီကနေ့ပြောပြသွားခဲ့တဲ့ကရင်လိုဆောင်ခွင့်ဖြစ်ဆိုခွင့်ရရှိခဲ့တဲ့ဂလိုနီကီကကရင်ပြန်ရဲ့အကြောင်းကိုဒီမှာပဲကြားနာပါရစေ
ဒီအစီအစဉ်ကို F1 ထုတ်လွှင့်ရက်တွေမှာတင်ဆက်ပေးသွားမှာဖြစ်ပြီးနောက်လာမယ့်အပိုင်းတွေကိုလည်းစောင့်မျှော်ပေးကြပါဦးနော်တို့နော် F1 ပရိသတ်များပေးကင်းကျမ်းမာကြပါစေကြောင်းဆုတောင်းလိုက်ရပါတယ်အသက်16နှစ်အောက်ကလေးတွေကိုအရက်ဘီယာခေါင်းရည်နဲ့ဆစ်လိုက်တွေရောင်းချခွင့်မရှိသလိုကော်တူးလီနေမြေထဲမှာမွေးရစ်စေဝါဟာဥပဒေနဲ့ပြင်းထန်စွာတပ်မြင့်ထားပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မေလ21ရက်နောက်ဆုံးရသတင်းတွေနဲ့သတင်းတုတ်သက်ချက်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်တော့စစ်ပေးရှောင်နေရသူတွေဟာကိုရွာကို ADC ကိုမပြန်နိုင်ကြသေးတဲ့အကြောင်းစပြီးပြောပြချင်ပါတယ်KNU တက်မှာတီးနေပြီတတုတ်ခရံဘီလင်းမြို့နယ်က4K ရွာကိုစစ်တပ်ကပြန်ပြီးထိချုပ်တာစစ်စခန်းအထိုင်ချထားတာကြောင့်ဒေသခံတွေဟာအိတ်ကိုမပြန်ရဲကြသေးပါဘူးမေလ17ရက်မှာအကြံဖက်စစ်တပ်က 4K ရွာကိုပြန်ပြီးထိချုပ်ခဲ့တာပါမေလ19ရက်နေ့ကရင်သတင်းဌာနမှာဖော်ပြပါတယ်တိုက်ပွဲအခြေအနေတွေစစ်တပ်ကဖမ်းဆီးနှိပ်စက်ခံရမှာတွေကြောင့်ရွာခံပြည်သူတွေကမပြန်ရဲကြပဲဖြစ်နေပါတယ်စစ်တပ်အုပ်စုကတော့ဒေသခံတွေကိုပြန်လာနေခိုင်းပေမဲ့ပြန်သွားနေသူတွေဟာမရှိသလောက်ပါပဲဒေသခံတွေကိုစစ်တပ်ကပြန်လာနေခိုင်းတာဟာသူတို့အလိုရှိသလိုအတုံချဖို့ဖြစ်နိုင်သလိုစစ်ကြောင်းထိုးတဲ့အခါမျိုးမှာဒေသခံပြည်သူတွေကိုအရှိကနေတက်ခိုင်းပြီးအကာအကွယ်လုပ်ဖို့လည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့စစ်တပ်ဟာသူတို့ထိချုပ်တဲ့နေမြေမှာဒေသခံတွေအေးချမ်းစွာနေထိုင်နေကြပြီးဆိုတာမျိုးပုံဖော်ချင်တာလည်းဖြစ်ပါတယ်ဒါပေမဲ့အကြံဖက်စစ်တပ်ဟာတိုက်ပွဲမရှိရင်လည်းအရသာနေထိုင်တဲ့ကြေးရွာတွေကိုလက်နက်ကြီးပစ်တာdrone ဗုံးကျဲတာတွေလုပ်နေတာဖြစ်လို့ဒေသခံတွေကမပြင်းရကြတာပါဘီလင်းမြို့နယ်ကြေးရွာတွေမှာစစ်တပ်ကဒီနေ့စံကတဲ့ကစစ်ကြောင်းအင်အားအများကြီးတိုးချက်လာတာရွာတွေကိုမီးရှို့ဖျက်ဆီးတာရွာတွေကိုလက်နက်ကြီးအပြစ်ခံရတာအိတ်ကိုမပြတ်နိုင်ကြသေးတဲ့စစ်ဘေးရှောင်သူဒေသခံတွေတောင်းကနန်းအထိရှိနေတယ်လို့ KNU ကလည်းထုတ်ပြန်ထားပါတယ်အကြံဖက်စစ်တပ်ဟာဖာပုံမြို့ကိုပြန်ပြီးထိချုပ်နိုင်ဖို့စစ်အင်အား2000ကျော်နဲ့စစ်ကြောင်းထိုးလာတာဟာမော်လော်ကလိုရွာကိုကြော်လာပြီးလို့ကရင်သတင်းဌာနကမေလ20ရက်မှာဖော်ပြပါတယ်စစ်အုပ်စုဟာလမ်းကြောင်းတုတ်ခုခွဲပြီးစစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်တိုက်ပွဲမှာစစ်တပ်စစ်ကြောင်းတွေကနီးပညာမြစ်လက်နက်ကြီးတွေတုံးလာသလိုဒရုန်းတွေအများကြီးနဲ့လည်းတိုက်ခိုက်နေတာကြောင့်အရသာပြည်သူထိခိုက်တာတွေလည်းများနေပါတယ်မေလ19ရက်ကမောထရွာမှာဒရုန်းဘုံကျလို့တန်ဃာတစ်ပါးပြန်လုံတော်မူပြီးကိုရင်နဲ့အရသာတချို့ဒဏ်ရာရပါတယ်စစ်တပ်စစ်ကြောင်းတွေကြောင့်လမ်းမကြီးနားကရွာတွေဟာထွက်ပြေးနေရပါတယ်လူမရှိတဲ့အိမ်တွေကိုမီးရှို့ဖြစ်စီမယ်လို့စစ်တပ်ကချိန်ချောက်ပြစ်ဆိုနေပေမဲ့ရွာခံတွေကတော့မပြန်ရဲကြပါဘူးKNLA နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဖာပုံမြို့ကစစ်ဗျူဟာကိုပိတ်ဆို့တိုက်ခတ်နေတာနှစ်နှစ်ရှိပါပြီစစ်တပ်ကလည်းမြေပြင်စစ်ကူပို့နိုင်ဖို့နဲ့မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့နေမြေတွေစခန်းတွေကိုပြန်လည်ရရှိဖို့ထိန်းချုပ်နိုင်ဖို့အပြင်းအထန်လှုံ့ဆော်နေတာဖြစ်ပါတယ်အဲ့ဒါတွေကြောင့်လည်းဒေသခံကြေးရွာတွေကစစ်ပေးရှောင်ပြေးနေရသူတွေပိုပြီးများလာရွာကိုလက်နက်ကြီးနဲ့တုံးကျိတ်ပစ်ခတ်ခဲ့ပါတယ်မေလ19ရက်ကဖြစ်ပါတယ်ရင်ငင်းရွာကိုစစ်တပ်ကစစ်ကြောင်းထိုးတာရွာခံပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်ရွာလုံးကျူနေပါထွက်ပြေးရှောင်တိန်နေကြရတာဖြစ်ပါတယ်2025ခုနှစ်မှာတော့ရွာခံ3ဘုတ်တဘုတ်လောက်ပြန်လာနေကြပါတယ်အရသာအစိုးရလက်ထက်ကကရင်ပြည်နယ်လူမှုရေးဝန်ကြီးဥပပိုးဝေမောင်ဟာမေလ17ရက်ကကွယ်လွန်ခဲ့ပါပြီစီချိုယောဂအခန်းနဲ့နှလုံးကိုထိခိုက်ပြီးစုပ်ပါသွားရပါတယ်ရန်ကုန်မှာဆုံးတာပါသူဟာ2020ရွေးကောက်ပွဲမှာကြိုင်အင်းစရီမြို့နယ်ကနေ NLD ကိုစားပြုရှင်ပြအရွေးချယ်ခံရသူဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးဖမ်းဆီးထောင်ချခံခဲ့ရပါတယ်2020ခုနှစ်မှာပြန်လို့လာတာပါဥပပိုးဝေမောင်ဟာ2019ခုနှစ်ကလူမှုရေးဝန်ကြီးအဖြစ်ကရင်ပြည်နယ်လူတော်ကခန့်အပ်ခံခဲ့ရပါတယ်အခုကွယ်လွန်ချိန်မှာအသက်45နှစ်ခန့်သာရှိပါသေးတယ်သူရဲ့စာပနာကိုမေလ20ရက်မှာပြုလုပ်ပါမယ်အခုစစ်ပြောပြမှာကတော့မောတောင်မြို့ကနေတော်လန်ရေးတပ်ဖွဲ့တွေစုခွာပေးလိုက်ရတဲ့အကြောင်းဖြစ်ပါတယ်မေလ19ရက်ကစုခွာလိုက်ရတာပါစစ်အုပ်စုစစ်ကြောင်းတွေဟာမေလ10ပိုင်းကတည်းကအင်အားအများကြီးနဲ့မောတောင်ကိုထိုးတက်လာခဲ့တာဖြစ်ပါတယ်။တနင်္သာရီတိုင်းမိုးတောင်မြို့ကိုအကြမ်းဖက်စစ်တပ်ဟာတန်ဃာတော်10ပါးအပါအဝင်အရသာနေရာကျော်ကိုစစ်ကြောင်းရဲ့အရှိမလူသားဒိုင်းကားလုပ်ပြီးတက်လာတာကြောင့်ပြည်သူတွေထိခိုက်မှာဆိုလို့တော်လှန်ရေးတပ်ဖွဲ့တွေကယာယီဆုတ်ခွာပေးလိုက်တာဖြစ်ပါတယ်။စစ်တပ်ကတော့မြို့ပေါ်မှာနေရာယူထားပြီးဖမ်းဆီးလာတဲ့တန်ဃာတွေနဲ့ပြည်သူတွေကိုရဲနဲ့စစ်ဆေးနေတယ်လို့ဆိုပါတယ်။မိုးတောင်မြို့ကို KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ2025ခုနှစ်ကတည်းကပိတ်ဆို့တပ်ပိုက်ထားခဲ့တာဖြစ်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဆုတ်ခွာပေးလိုက်ရပြီးမြင်ပြင်စစ်ရေးဗျူဟာတွေကိုတော့တာမန်အ
အရသာအနေနဲ့အကဲဖြတ်နိုင်ဖို့မလွယ်ပါဘူးအားနည်းချက်တွေအတားချက်တွေကသူ့အတိုင်းအတာနဲ့သူရှိပါတယ်စစ်တပ်ဘက်ကအတင်းအဓမ္မခိုင်းစေခံရတဲ့စီမှုထန်တပ်အသီးတွေအများကြီးအတုံးချပြီးစစ်ကြောင်းထိုးတာအရသာပြည်သူတွေကိုဖမ်းဆီးပြီးရှေ့ကနေတက်ခိုင်းတာတွေဟာတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့အခက်အခဲဖြစ်ရပါတယ်စစ်အုပ်စုဟာစစ်အင်အားဖြစ်တင်ဖို့စစ်မှုထမ်းတွေကိုလည်းမတရားနည်းလမ်းတွေနဲ့ဖမ်းဆီးစုဆောင်းနေတာပါခြေလက်ဒေသတွေမှာတမကအခုဆိုရင်မြို့ကြီးတွေမှာတောင်တန်ကောင်ညအချိန်မျိုးတွေမှာအိပ်ပေါ်တွေအထိပေါ်တာတက်ဆွဲတာမျိုးလဲလုပ်နေကြပါပြီတော်လှန်ရေးနယ်မြေအစုံမှာစစ်တပ်ကနေမြေတွေပြန်လည်ရယူနိုင်ဖို့စစ်အင်အားအများကြီးအတုံးချနေတာဖြစ်ပါတယ်ချင်းပြည်နယ်တွန်းဆန်မြို့ကလည်းအကြမ်းဖက်စစ်တပ်ကမေလ19ရက်မှာပြန်ပြီးသိမ်းပိုက်ပါတယ်တွန်းဆန်မြို့ကို2024ခုနှစ်ကတည်းကချင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိချုပ်ထားခဲ့တာပါစစ်တပ်ဟာလေရင်တွေဒရုန်းတွေအပြင်လူအင်အားအများကြီးအတုံးချပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကလူအင်အားအစုံရှုံးခံပြီးနယ်မြေတွေကိုပြန်လည်ရယူဖို့လုပ်နေတာဖြစ်ပါတယ်အခုဆိုရင်လေရင်နဲ့ဗုံးကျင်းရင်လည်းငစိမ့်3စင်းနဲ့ဗုံးကျဲတက်ခိုက်တာဖြစ်ပါတယ်စစ်အုပ်စုဟာဧပြီလတုန်းကလည်းဖလန်းမြို့ကိုပြန်ပြီးသိမ်းပိုက်ထားပါတယ်ကချင်ပြည်နယ်ဘက်မှာလည်းရွှေကူမြို့နယ်ကငါးလန်းစုံတပ်စခန်းကို KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကမေလ14ရက်မှာစုခွာလိုက်ရပါတယ်။အဲ့ဒီတပ်စခန်းကို KIA ပူပေါင်းတပ်ကဧပြီလတုန်းကတိတ်ပိုက်ရရှိထားတာပါ။ KIA တပ်မဟာ17ရဲ့နေမြေဖြစ်ပါတယ်။စစ်အုပ်စုဟာဗန်းမုံမြို့တပ်ပွဲကိုလည်းအင်အားဖြစ်ဖို့ကြိုးစားနေပြီးရွှေကူမြို့နယ်မှာစစ်တပ်အင်အားထောင်ချီပြီးစုဖွဲ့ထားတာဖြစ်ပါတယ်။ဒေသတွင်းမှာတိုက်ပွဲတွေပြင်းထန်လာနိုင်ချေရှိနေပါတယ်။စကိုင်းတိုင်းဘူးတလင်းမြို့နယ်ဘက်မှာလည်းစစ်အုပ်စုကစစ်ကြောင်းထိုးအင်အားဖြစ်နေတာကြောင့်ကျေးရွာ10ရွာလောက်ကဒေသခံတွေထွက်ပြေးရှောင်တိန်နေကြရပါတယ်။မေလ16ရက်နဲ့17ရက်တွင်မှာကျေးရွာတွေဘက်ကိုစစ်အုပ်စုရဲ့စစ်ကြောင်းတွေထိုးလာတာပါ။စစ်တပ်စစ်ကြောင်းတွေကြောင့်ထွက်ပြေးရှောင်တိန်နေရသူတွေဟာ1000လောက်ရှိနေပါတယ်။မြန်မာနိုင်ငံရဲ့စာနာရိတ်ခအခက်အခဲအတွက်ဥရောပသမဂ္ဂကယူရိုငွေစစ်တမ်းကိုကမ္ဘာစာနာရိတ်ခအဖွဲ့WFP ကတဆင်ထောက်ပံ့တဲ့သတင်းလေးလည်းပြောပြချင်ပါတယ်။ WFP ရဲ့ရည်ရွယ်ချက်ကတော့အမှန်တကယ်ငတ်မွတ်နေကြတဲ့ပြည်သူစနစ်ဒသမ4တန်းတရတကယ်အလိုအဆုံးသူတွေစီကိုရောက်အောင်ပို့ဖို့ဖြစ်ပါတယ်။ဒီအကူအညီတွေဟာဘယ်လမ်းကြောင်းတွေကနေဘယ်သူတွေကတဆင်ဘယ်လိုပို့ကြမလဲဆိုတာမန်းစားနိုင်ဖို့မလွယ်ကူပါဘူး။ WFP ဟာစစ်အုပ်စုနဲ့လည်းရှောင်ဖယ်နိုင်ဖို့မရှိပါဘူး။စစ်အုပ်စုကပဲဒီအကူအညီတွေကိုအကလုံးတိတ်ပိုက်လိုက်မှလည်းစိုးရိမ်စရာဖြစ်ပါတယ်။ WFP ကတော့သူ့လမ်းကြောင်းတွေသူ့အစီအစဉ်တွေတော့ရှိနေကြဖြစ်ပါတယ်။ဒါပေမဲ့တကယ်လိုအပ်နေတဲ့ဒေသတွေဥပမာစကိုင်းတိုင်းမကွေးတိုင်းကရင်ပြည်နယ်ကယားပြည်နယ်တွေလိုတိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေအပါအဝင်တခြားတိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးနယ်မြေတွေဘက်ကပြည်သူတွေစီကိုဘယ်လိုနည်းလမ်းနဲ့ရောက်အောင်ပို့မလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကတော့အထူးသဖြင့်တော်လှန်ရေးနယ်မြေတွေကိုဖျက်တောက်ပိတ်ဆို့တာတွေလုပ်နေတာဖြစ်ပါတယ်ရှမ်းပြည်နယ်ဘက်ကလူအခွင့်အရေးချိုးဖောက်မှုအကြောင်းလဲစစ်ပြောပြပါမယ်ဝတ်တပ်ဖွဲ့ UWSA ပိုင်တဲ့ဂျာဖြန့်လုပ်ငန်းစီကိုလူကုန်ကူးခံရတဲ့မြန်မာတွေကိုတရုတ်ရဲ့မြေရှားတပ်တုတူဖွဲ့ရေးလုပ်ငန်းမှာထပ်ဆင့်ခိုင်းစေခံနေရတဲ့အကြောင်းရှမ်းလူအခွင့်အရေးတပ်ဖွဲ့ကမေလ19ရက်မှာထုတ်ပြန်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာလူကုန်ကူးခံရတာကနေလူမြောက်လာခဲ့သူတယောက်ရဲ့ပြောပြတာတွေကိုကိုးကားဖော်ပြထားပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းထိုင်းနိုင်ငံနဲ့နေဆက်အနီးမိုင်းဆာမြို့နယ်တောင်ပိုင်းကတရုတ်ကုမ္ပဏီတစ်ခုရဲ့မြေရှားတပ်တုတူဖွဲ့တဲ့လုပ်ငန်းမှာတာချီလိတ်မြို့ကနေလူကုန်ကူးခံရတဲ့မြန်မာအလုပ်သမားတွေကိုမတရားခိုင်းစေနေတာလို့ဆိုပါတယ်။ဒီလိုအကြောင်းတွေဟာအခုလိုထုတ်ပြန်ချက်တချို့ထွက်ပေါ်လာမှသာအများကသိကြရတာပါအထူးသဖြင့်တရုတ်ကနောက်ခံပြုတ်ပေးထားတဲ့နေဆက်ဒေသလက်နက်ကန်အဖွဲ့တချို့ရဲ့နေမြေတွေမှာမတရားခိုင်းစေခံရတာတွေလူအခွင့်အရေးချိုးဖောက်ခံနေကြရတဲ့ဖြစ်ရတွေများစွာရှိနေနိုင်ပါသေးတယ်အကြံဖက်စစ်တပ်ကလည်းတည့်ရက်နဲ့လူပေးထားတာမျိုးတွေသူတို့ကိုယ်တိုင်အဲ့ဒီဒေသအဖွဲ့ကိုမထိခိုက်ရတာတွေကြောင့်လည်းဖြစ်ပါတယ်အခုတခါအာဆီယံဘက်ကိုကြည့်ရအောင်အကြံဖက်မင်းအွန်လိုင်းကတော့အာဆီယံမှာပြည်လည်ဝင်ဆက်နိုင်ဖို့နီလမျိုးစုံနဲ့လှုပ်ဆောင်နေပါတယ်ဒီရက်ပိုင်းတွေမှာမလေးရှားနိုင်ငံသားရေးဝန်ကြီးကိုနေပြည်တော်ကိုဖိတ်ခေါ်ပြီးစစ်တပ်နိုင်ငံသားရေးဝန်ကြီးနဲ့တွေ့ဆုံစီပါတယ်ဆွေးနွေးချက်တွေကိုမလေးရှားဘက်ကထုတ်ပြန်ချက်အရတော့ပြည်သူလူထုကလိုချင်တဲ့ဆွေးနွေးချက်ရလမျိုးမဟုတ်ပါဘူးလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လို့ပေးဖို့ကိစ္စလည်းမပါပါဘူးစီခေါင်းဆောင်ဟာသူ့ရဲ့နိုင်ငံသားရေးဒုတိယဝန်ကြီးကိုလည်းဒီရက်ထင်မှာပဲဖိလစ်ပိုင်ကိုဆစ်လို့ခဲ့ပါတယ်သမ္မတအတူစီခေါင်းဆောင်ဟာအာဆီယံကနေသူ့ကိုတရားဝင်အတိအမှပြုဖို့လုပ်နေတာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကိုပြပြတတအရေးယူဖို့အာဆီယံရဲ့ချင်းကားဖို့ကိုပြောင်းလဲဖို့နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေကအာဆီယံကိုတိုက်တွန်းနေကြပါတယ်။မေလ19ရက်မှာပူးတွဲကြေညာချက်တွေထုတ်ပြန်ပြီးတိုက်တွန်းတောင်းဆိုကြတာဖြစ်ပါတယ်။ကမ္ဘာသတင်းတွေဘက်မှာတော့ဒီတစ်ပတ်အတွင်းတရုတ်နိုင်ငံကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတဗလာဒီမာပူတင်ကိုစစ်စိတ်နောက်စိတ်ဆိုသလိုတွားခဲ့ကြတာဟာတရုတ်နိုင်ငံရဲ့ဩဇာပါဝါကိုမြင့်တက်စေသလိုဖြစ်ပါတယ်။သူတို့အချင်းချင်းသူတို့အကျိုးစီးပွားအတွက်တွေ့ဆုံဆွေးနွေးကြတယ်ဆိုပေမဲ့မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့တရုတ်နိုင်ငံရဲ့မြန်မာအပေါ်တက်ရောက်နေတဲ့အကျိုးဆက်တွေကိုလည်းသတိထားပြီးစောင့်ကြည့်နေရမှာဖြစ်တယ်လို့သုံးသပ်ရပါတယ်။
ကဲ့ပါခုပြောပြပေးသွားတာကတော့မေလ21ရက်ရဲ့နောက်ဆုံးရသတင်းပဲဖြစ်ပါတယ်တွန်းတော်မြန်မာပိုင်းအစီအစဉ်ကိုဒီမှာပဲရပ်နာပါရစေဆက်လက်ပြီးတော့စကောကရင်ဘာသာပိုင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂေါ်နီဟာလဂီကိုရတဲ့မီလူကော်ပီယတာစကတော့ဟာခေါ်ရနာရီမာလီတော့လေတော်နော် FM တခေါ်ဘာဒုကနာတာဖို့အဆူကလေးကိုရတဲ့တော့စေကေဆောဘာတူနီလောတော်နော် FM တကဆောတာရကလေးမတာတူထော်ရလောဖဲမူလေးကိုနူတဲ့နီလောပကရလောခဲကနေဤလေတော်နော် FM တခေါ်လေကညောကလူနီလောတော်နော်တကဆောဤကညောတော့ပယောကလူခိကလူတော့ထူထော်ရလောကိုနူတဲ့ဖဲဟာခေါ်ရနာရီ FM လဲတကရရဖော်ရမီကာဟတ်နေကနာဘာလာသေးနီလောတော့ဘက်ကမလပွားဒုကနာတာပိုတေဂေါ်နီဟာနာလေးကိုအတဲ့နောက်ရတက်လေးနေအဲ့ဒိုဟဲဒတိညာဘခါတော့တောက်ဆူကလီတာရတက်လေးနေလောအခက်တဘလနီအဲ့ဒိုဟဲတက်ပြဘခါတော့ကစ်မီကွေဖော်ဖို့နေအမဆဝဲပတောက်ဆူကလီဒီလက်စီတန်နေလောအလွဲကဆူအလွဲဘော်တေဖာအလွဲကေကိုအိုဝဲအကလူကလူလမေကစ်မီကွေဖော်ဖို့ဤအတနမှုတိုဘာတနာကေအကေကိုကလနေလောဆဝဲဒန်နေလောcase mi kwe popular ake golo sowe di ni community de patuba we taw su khle atage ko te pha ni pako bo se o go patu ni we te ni lo case mi kwe pho i amasan ni we pataw su khle ka te di le ni pako kwa ba no ta tho lu asa te pha ma lo ma we te case mi kwe pho po te pha ni patu of the le ama ko nya lo we ta ka me tho lu sa te pha te do you tu tho laปทุปปลาเตตพัดทอลาทอลูซาเตตพัดนี่โกญาลอเวก็ปตุนี่เวเตนี่ลอตาโกลอบโลโกญาลอเตปลอบโลดอโตลอบโลดอทีคลอตาเตตพัดโกญาลอก็ปตุนี่เวกิสมิกเวเตนี่ลออลาเตตพัดอพอเตตพัดปฏิดูวีปพูลอนี่ออตบลอคอนี่ปตุนี่เวเตนี่ลอมาปัวมามีเวตาซาเตปพิเบเลอบาโดเตตพาดิโตตาคาตนัวก็ดอปพิเบโคตาซาเตตพาตาคาตนูเตเรตเมียก็ปตุเนเวเกสมิกเวอีเตเนลออามามีเนเวปตาซาก็ดออคอเมลอกสุเคลก็มาสเวนี่ลอมาเนเวปริบาเรดิโตดอปกปูดอตาซาดอตาคานูเตตพาตกูลัวตาตมีตะเกทอบ้านนี้ดอตเดเวก็มีเกกุญาลอก็มีเกปตุเนเวเกสมิกเวเตเนลอตินีอีปาพลาทอนนี้เกสมิงเกวพอโพเลอตาเกบลูตะไพนี่ลอตนุอีปาพลาทอตาไรตัดเลยนี่ปะกะเปตุเกเพนี่เกตอบเวกมเลปวาดุกนาตาโพเตนี่ตอลกะเฮเตตะพาซิก็ปะกะปาพลาทอบากาดอตอซูเคลตาเตญานาเปดิเลนี่อุคุกนาบาลาตเกเนาะพอซาโพลาตานิโอตสิกอนีอเพลาตะพาเตบิยามอทูตาเตตะพาตามุตาบัวอกลูกลูตะกรซานีอบาก็ตุเลฮะกวอปุเซก็พอซาเลตานิโอตสิกอนีอเพลาตะพาโอดอตาบเลบาตากรคาเวนีลอดอบเวบาดุงนาตาโปเคเลติเตือตนีอีคุกนิสตาเกลปกรติญาอัตาเรลอตเลลอเฮตูโอกดอปัวออตบล็อกดอลีดอลเลอร์ตนีญาอีปะเคเตนีปดอบเวบาดุงนาตาโพตาเกบาคาดอกติมาติตาคาอเกนีลอก
ကတိမာတိတခိုင်ဤဥပွဲကလူလက်တော့မာတိတဖိုလီဖူခါတော့တထုတမှုတဘမနုတဖာလဲနေပကနာခုပါအောဒီလောအဖော်လာဆိုလောတော့ပွက်ခဲလက်တဲ့ကတိမာတိတခါလေတကောလေကိုလာကလိုလာမေဝဒါ pesticides အင်းနေမေဝဒါခကတိတဖိုတလီဖာလေတတောလေတမတိဝဒါတဖိုလီဖိုခါတမတိဝဒါစပိုကောဖိုလေအစီတဖာလောစောရတာယူမီရီဝီဒီဖာမီရီပဒဲဒီဖာမီရီအဝနေလောတကဘာနေတတောလေတမတိဝဒါနောမီဝဒီဖာလေအမဟာဝတော့မတိဝဒါတမ်တဘောလေတသူအဖလာအော်ဒီဖာနေလောမဆာတော့ကတိမာတိတခါဒီဖာဤမေဝရကတိလေအိုဒအစအပလာဒီပစညာအော်လေအမေဝရကတိဘူးလေအမတိဝရတတသမူအိုတော့အဝရဂါဖာမတိခုတော့တထုတဘောတဖိုလီဖိုခါစပိုကောဖိုတော့ဘွားကူပကညောလေအဘလူအဖိုအိုလေတသူတဖလာတဖာအဝစီကောလောကတိမာတိတခါဖာရာလောအတာဖက်တတူအလောကလီမာတော့မမ်ဘာဥဘသောထဝဒဟခုညာတီတကဘာမမ်ဘာဥဘသောတီလပစုကာအောတော့အော်လေတနီတော့တနီပတာသမူအောတော့မမ်ဘာဥဘသောထဝဒကလီဟေထဝဒတဆုတပလာလကလီအကလာလပကတာထတာလောအောနေလောတော့ပွက်ခဲလေတဲ့ကတိမာတိတခါလေကုပနိထူထောဆာဝဲတော့ယူနဝဲအမီတဖာအိုဝဲတာကလူလောကတိတဖိုင်အထီကိုအိုဝဲအကမှုကိုအိုဝဲတော့တကဆာအော်လေကောတဲဒအပူမီရီပလောအပူမီရီနီလောပစာကတိမာတိတခအကလူလေဒေါ်တဒတော့မာတိတဖိုလီဖိုခါနောမီယိုလာကုပနီတဖာထူထော်ဤအမိုလီမပွားအခတိကဘိုနေအိုဝဲတာလူကလူအခတိတကလူနေမေဝရကတိမာတိတဖိုလီဖိုခါလေအဘတာတင်ညာလေ insecticides ဒေါကတိမာတိနောမီယိုဒေါ်တာထူတာဘိုလတတတလောအော်တဖာလက်တကောအလေ herbicides ဒီနေတော့ကတိလအဒေါ်သဒဝရတမှုတာဘိုတော့တမဲတမလာအစီဖာဒီတော့ကူစုတထော့အခါသူတော့တခေအကောနေတသုဝရ fungicides တော့ကတိမာတိယူမာတိစပုကောပွားအစီအဝဂတ်ဖာလတကောအလေ rodenticides တဲ့ဖာနေလားလဲကောတူလဲဟခုကပိကလဲတနုအပူနေအိုကွဲပါတာလောတီလောဆဲလကောတူလဲစီပွဲတူဖလာဝဲကလိုတေဟူဟေဘာဝဒါပွားထုစီဖဲခုဖိုပွားသူအဖလာတာဖိုတဖာလကတူဝဲတာရာကတိကတော့တကလူရေလက်တတူတဖလာအောပါဘာသာဟေဘာဝဲကမလလကသူဝဒါနေဆဟခလာမီရေဟောစောမီရေဒေါ်နေဆတာဒေါ်တဒတာဖိုတလီတဖုခတ်တဖာအကလောအကလဲလတသူတဖလာအောတခေါနေလောဒေါ်ဘွဲခဲလက်တတလောအတော်ဘူးတသူတဖလာတကလူရေတသူဝဒါကတိမတိတခါပါအာထောဝဒါကိုကွေလောဒီလေကင်းနေပွဲဒါလာအမေပွဲသူအဖလာတဖိုတဖာမောပသူတာတတော်တအကလောကလဲလနေစအကလဲဒီပတတင်ညာအိုအသုံးမီကြီးဒီမပဖီဖူမာယူတီပွားအသုံးမီကြီးနေကမေတာလာအဂေကတူတော့ပူဖလဲလတဆုတပလကတူနေလောယနာလပထုစီဖက်ခုတော့ပွားသူအဖလာတတဖာမေတသူကစီမတိတခါပါစာအဝတ်အဘူအဟုတော့အတထုတဘလအတူအဝဲဖလာဝဲတဖာနေကကဲထော်လို့ထော်တာတန်းနေလောတော့ပွဲခဲလက်တေတူကတိမတိတခါတဖာဥပွဲကလူလေတကလူတော့တကလူမတိတမနုတဖာလေဒေါ်ဟိထောတာအစုပလာဒီလဲနေပတိညာပါအော်လီလောတနေအခုတာအဂေကတနေဒီတုနနောကစားဒဝဲနတူတဒိုနေပါတဆုတဆာဒေါ်နဟခုလောစစ်ကောသူတပါအဘသောထောတကေအောတကရနသူကတိမတိတခါပါကတိမတိတခါကိုကလူတဲ့နေပူဖလေတော်တပါယို့တိုနောတမီပါဟိနာတဆုတပလာလော့ကလေတဘူဘူသေထောဘူလော
ဒေါ်ပွဲခဲလက်တီတူလောပတာရဲလော်လဲလော်အပူသူမင်တနာပမင်တမင်အဲ့ဒိုဟေကူအားထော့တခေါ်သူစရထော့သူတာပရတီဝဒဖဲခီဆန်အဝဲဒ PO Box ခီဝါလူ Pressing Post Office အမ်ဖာမွန်ချင်မိုင်ရဲဝခီဝါရဲကောကြော့တဲ့အပူတီဝဒနေလောမောဒပူဝဲပဒုကနာတာပိုကိုကတဲ့ကမနီအော့ကေပူဒူပူဒါကိုနောကတဲ့နေတကေတောက်လအနိတလကွီတေရဖာနေပရတရတူလပါအရေဒိုလပစတာဖိုရဖာစစ်ကောတပိုတလီလအနိတလကွီတဖာနေဒီတိုပမာအမှုကလိုဝဲကွာနေပတပပါအော်ပကဆာအော်တမီနေပတပမတကေပပွေတာဖိုတော့ပစတာဖိုစစ်ကောပကပကွာလော်တီလော်ဆဲနေလိုဝဲလောဘောနီဟာလကီကိုဝတဲ့ပဒဘွေကနာတာဖိုခဲလကခဲကနီပကတေပြတူဘာခတကဆောကွာတီနောဖာဖာတော့လာမေခီစီတတော်တကဆောလဆောရတာတော့လော်ကီကတဲ့ဖာနေလောတနင်္ညာရီတကဆောအစုကတဲ့အဲ့တော့တေပြဘာခဘဘကောဘခဲခေါပလိုတဒုတဖာအကီတော့အဝတ်တိကလဟီခေါ်တေဒီပါကေKNU တူကေတဒုတူတူကောရီဘီလီကောစာပူအိုလေကီတဘောနေတူမဆိုရောပွားကေပခါခုတဘဘုရဖာကေဝဲတဘူဒီပါနေတော့ကေပခါဖောခဝဲဖဲလာမီတစီတော့အပူနေလောတကဆောတခါဤပွားပါဖလာထောဝဲဖဲလာမီတစီခွီတော့ဖဲကညောတကဆောတနေပူနေလောခေါပလိုတဒုကေထောတာတော့တူမဆိုရောအပွားဖောပါကညောတော့မတာဆူဆူခေါ်ကာကိုပကေဝဲတဘူဒီပါတော့ပယောတူမဆိုရောအပွားမတဘပုရဖာဟဲကေဝလွတဘပူဘာစာပွားကေအိုတိုနောတကဘာနေလောအမတတခါဤပစုံမဒီတော့အကတူတဝဘုဒပါလတဒူဘူးမီတမေလအဝဲတေလိုပါဘူးကမာဝဲတော့လူခိတခါဒီတော့တဝဘုဒပါဟကေအိုလတဝဘူးတော့အမှုအခုပဲဂဂေနေဒီတော့ပကတိရောကမပြဝဲအောနေလောဘာသာလေဘီလီကောစာဘူးအိုတဝရဖာဘူးတနိညာဤတော့ဘူးမအတော်တုကလိုဖာတော့ဟာဒွေဦးဝဲတဝရဖာခကလိုဖာဒုခိတဖာတော့ဒေါ်တကတိပါတလလတဒုတိုဘာအလောတဝကမလတဖာအိုဘူးခဝဲကလိုဖာဒုခလီတေလောမေပိုဒဒရောလတနေတဖာကိုကမလပိုလီတဖာလအကလဘကေပူပလက်တာတော့ကီလေဟီခေါ်တေဒီပါနေခီယနူပါပလစီပါဝဲနေလောပယောတူမဆူရတဖူဒီတိုကေပဘကေမူဒရကောစာကိုမအထောတူပနောဂီခိကထိုဘလေတော့ဟဲထော်တာဒူတော့တူလမောလကလိုတော့စကုဘလေလီနေကညတာကစောတနေပပလာထောဝဲပဲလာမီခိချီတော့ပူနေလောတူမဆူရတဖူအင်းနဖာလောအတုကလိုတကလိုတော့ထော်ဒူတန်နေလောလောတဒူဘူးပယောတူမဆူရတူဝဲစေဖောကဟာစုကဝဲဖာဒူဖာတော့ဒရုံအာအခုကမလဘဒူဘတိအဝဲဒါလောခေါပလိုတဒူကိုကလမှုဖာဒူကပါအိုတဘောဘူးတဘောဘူးဖာဘခေဘူးပလက်တာတော့ဖဲလာမီတစီခွီတော့မောထတဘောဘူးပယောတူမဆူရတေလောဒရုံမေဘောကိုတခါရပါယူကွေတာတော့နေဘူးဖာတော့ကမလဘဒူဘတိတီဝဲဒါလောတူမဆိုရိုမပလီမဖူဝဲကမလပုတ်ဖာလဟီခေါ်လပကညောတိုဘာတဖာကဒွဲဥပွေဝဲတော့မေဥခုကမလတဖာကေဝဲဘူဒီဘာနေလော KNLA တော့ပပစတာဖိုပဖိုအတာတော့ဒုကတဝဲမူဒရကောစာတူပယောဗျူဟာကုံအိုဝဲခိနိဘလေလီတော့ပယောတူမဆိုရိုတကောဟူကလဆဲလကမဆူတော့တူမူတီဘူတော့ကပဘကေကောစာအဂစီကောနေလောပယောတူမဆိုရိုမတာဆူဆူခေါ်ကားဖူဤဒီတိုကေပဘကေကောစာလောကဘောတော့တူကလာလအဆူတီဝဲတဖာကိုဟူကလဆဲဝဲဆူဆူခိုကမလတဝဘုဒဖာဘကောဘကေအိုအားထောဝဲဒါနေလောတနောတရီကောစာဘူးဝေဝတဝဘူးအိုတူမဆိုရိုတူကလနေခဝဲကလဖာဒိုကလီဆူတရချောင်းကောစာယေငဲတဝဘူးတဘလဖဲလာမီတစီနူတော့တူပယောထဒူယေငဲတဝတော့ဖော်ဝဲတဝဘုဒဖာတော့မတီဝဲအိုစီကောခိုတဝတော့ပြတဝဘုဒဖာဘခိပူပလက်တာတော့ခီရိုကီစီယနေဘူးပတဝပုတပုတပူဟဲကေအိုဝဲဒါနေလောကမလပဒိုခိခအခါကညောကောဆက်ပွားဂီဝကုတုကိုဥပဘဝေမောင်နေစုကွေတာဖဲလာမေတစီခေါ်တော့သူစတဆာဘဒိုအတာတော့စုကွေတာဖဲဝေဒကူတော့အဝဲမေပွားခုထော်လကီဒိုကီစီနီ NLD ခဆာဒဖူလနုဒကောကောစာပူနေလောပ
ယောသူမဆိုရိုဟိနေစုတီကိုစကမတော့ဖော်အော်ထနူအော်လခုဘူးတော့အပူဖလဲဝဲဖဲဟီရိုခီစီခီနီနီလားဥပဘဝေးမောင်နေကညောကဆက်ပကူလိုတန်နေဟူထထော်အဝဲလဘွားကီဝကုတိုဖဲခီရိုတစီခွီနီတော့အစုခွီအတာဖဲအတနီအိုလူစီရနီတော့အတဘူးနေပွားမဝဲဖဲလာမီခီစီတော်နီလားခဲဤကတဲ့ပြကတော့တကဆောဘခါတော့မွန်တော့ကစားကေခပလို့သူမဆိုရိုဟက်တော်ဒုကဒါကေမွန်တော့တော့အပွားနောင်ကြီးအတော့ဒေါခအတာတော့တောခပါတစီတော့ကမ္လပခုအဂါခိကီယဘလေဖဲလာမီထော်တော်စကတော့တော့ဘယုလကမ္လတဖကဘာဒိုဘာတီခုပပစတာပိုတူတဖာတူကေတာဟာထကွေဝဲလမွန်တော့ကစားဘူးတဆူတလောနေလားသူပြောဟိနိဝဲတလလဝေပူတော့တောခါတော့ကမ္လဖောခဝဲတဖာနေမတ်ဒဝဲတော့တမီတမိုးဝဲနေလားမတော်ကစားနေ KNLA တော့ခရုမဲဝဲပပစတာပိုတဖာကရပပူတာတော့ဒုနေဝဲဖဲခီရိုကီစီယနီပူတော့ခိုင်အဝဲတေပလလဝဲကစားတခိုင်နေလုကမဲတခေါ်ဆုမဝဲအတူတိုင်တက်လေတဘာဘာတော့တာဂီဆာတော့တာဂီဆူအိုဝဲတာအတာလောသူပြရတဖူဤသူဝဲပါကညောလအဖော်ဆူနေဝဲမကဲတူတော့ဒေါ်တဒတာတော့ကမ္လတော့ခရဖာတော့ထော်ဒူတာခုပပစတာဘဒဖာတိဘတာကောတာခဲနေလောသူမဆရပြရသူဖူဤဒီတော့ကနေမတလောဖာတော့ကမပွဲသူနော်ကြီးကောပွာလကကဲတူကတော့ဖော်တရတပါဝဲလခိုတဘောတကဒီပါလဝေဘူးစကလူဖော်နေဝဲလမနာခေါ်ကွာခေါ်တူလဟိပူနီလားချင်းကောဆက်တိုးစံကောဆာစကတူပယောကိဖော်ဒုနိကိဝဲဖဲလာမီတစီခွီတော့ပူတော့တိုးစံကောဆာဤချင်းတပစကရပခဝဲဖဲခီရိုခီစီလူနီအပူနီလားတူပယောတဖူဤဒီတုကနေကေတလာတကလဲကောထော်ဒူတာတော့ကဘောယူဒရုန်းတော့အပွားနောကြီးအာကလဲနီလားသူဝဲကဘောယူလတခုလူကိုလတလူဘူးစကောလောဖဲလာဧပြီလပူစကောထော်ဒူနေကိဝဲဖလန်ကောဆာစီကောနေလောကညောကောဆာတကပါရွှေကူကောဆာအိုငါလန်းစုံတုကလနေဘာတာထော်ဒူအလ KIA တော့ကရပပူတူပူဖာဖဲလာဧပြီလတော့ခဲဤဘပလကွေဝဲဖဲလာမီတစီခေါ်တော်နေခေါပလို့တူပယောဟထော်ဒူတာတော့အပွားနောကြီးအာအခုနေလောမေဝဲ KIA တူကေတစီတလော့ဝတ်ဖာတော့ခဲဤတူပယောကမပွဲဝဲသူနော်ကြီးလေပမောကောဆာတာဒူတော့ရွှေကူကောဆာပူစကအတူအပွားနောကြီးအိုဝဲလေအကထိုးခုဟောကဘောတာဒူကဆူဝဲကတေးနေလားစကိုင်းတိုင်းဘူဒလင်းကောစာတကပါစကတူပယောထော်ဒူတာတော့မအားထော်အပွားနောကြီးအခုတဘောအဖလတစီဘူးတဘောပုဒ်ဖာဘာခေတော့တတာတော့အဝဲသေးထော်တာဒူလလာမီတစီခုတော့တစီခေါ်တော့ပူနေလားကဘလို့တူပယောထော်တာဒူကိုပဘကောဘကဲဥတော်ဝဲတကထုဘလေခခနေလားကဘယောတာအတကတခဲကဥရောပသမကနေမဆဝဲဆေယူရိုခေါကကွဲနေလားအခုတော့ဘေတာကရWFA မှာဆဝဲတတခါဤအတပညုံမီဝဲကမလလဘကောဘခဲတော့တာအိုဘာတစီခီတတမလီကကွဲလအလိုဘာတမဆတ်ပကတဲ့ဖာအိုကတူဥဂောနေလားတမဆရခါဤကဟဲလကလမနုတဘူလေတော့လမတကားတဖာအိုလည်းနေတရားဆိုပါတတိတိပါတော့ WFA နဲ့လက်ခော့ကပါပူဖလဲဝဲသူမဆိုးတို့တေပါတော့ပယောသူမဆိုးတို့မေဟီခဝဲခလနဲ့မေတကောတဘယူတခါနေလော WFA နဲ့အိုဒိုအတာရတက်လက်ဒါကစားအိုဝဲဘာစာအလိုဘာတမဆတ်ပကတဲ့ဒီတော့စကိုင်းတိုင်းမကွေးတိုင်းကညော့ကော့ဆက်ဂရီနီကော့ဆက်လေတဒုစုတလော်ဖိုင်ရပူကဆဘဲကလဖလဲတော့ကတူဝဲဒီလည်းနေပကပအိုခော့ကွာနေလောကျန်ယူကော့ဆက်ဟောကပုခွဲရဘာတမအမတော်ကြီးဝတ်တပွဲUWSA လေတလော်ဘူးအိုချဖြတ်တပိတမဘူးကော်ပီယပူဘာတာဆာလော်အဖာဘာတမဆူအနေပဲတရုမီချတတုတခုလာပနီတမဘူးခင်းနေရှမ်းဟခုဖူးခွဲရကရပပလာတော်ဝဲပဲလာမီတစီခွီတော့ပူနေလားတပပလာတခါရဘူးထူတော်ဟိနေစကောလဘတ်ထူဖလက်ဖဲဘာတာဆာလော်အပူတကအတစီတကတော့ပူနေလားပလဘတ်တာဖော်လတချီလေကောဆာတော့ဆာလော်လသူရုအစုဘူးဖဲရှမ်းကောဆဲမှုထောကောကြတဲ့ကောဆာကပါမိုင်းဆက်ကောဆာကလေးတီဘူးအိုတရုမီရှာတတုတခုလာပနီအပူဘာတာမတရတပါမဆုနေဝဲအိုတော့တာဂီတဖာဤပွားတင်ညာအထောဝဲတာဖဲတပဖလာတဖာဤအခုတော့တမအမတရဖာဤကိုဝဲဒီတော့လေကောဆတီပွားဖို့တဆုကဝဲဖို့တဖာအတလောဘူးအိုဝဲတီတော့လေသူမဆုရပယောသူတပါစီကောတင်ညာဝဲတနာကေတဟိနီအရိဘာတော့ပလာခဝဲဒီနေတော့မေလေအဝဲလေမဘူးဝဲပွားဖို့တဆုကဝဲဖို့တဖာအတလောတဘူးပါအခုတင်းနေလောပကကွာကဒါကေလေအာဆီယံတကပါသူမဆုရမေအွန်လိုင်းဒီတော့ကနူလောပါလေအာဆီယံအောမဝဲအကလူကလူနေလောဖဲတနွေညရဲ့အတော်တော့ဘူးကွဲဝဲမလေးရှားထီဦးကောကကိုတိုခိုတော့လူချီဝဲတော့အပွားထီဦးကောကသူ့ကိုတိုခိုဖဲနေပြည်တော်ဝေတော့တာကတိုတာဘူးမလေးရှားတပါပဖလာဝဲဖို့ကိုတမေဝဲကမလဖို့တဖာမူလာအတော့ပါတော့ကမလခိုတော့ဆဆူချီကပလာကွေဝဲကောတပါစီကောပါလော
သူမဆရပဒိုနေပလာလောဝဲအပွားတီကိုကသူကိုတိုခီကတကလေကောဖိလပေတော့မာဝဲဒီတိုအစီယကတူလိုအော်လေပဒိုနော်တကကတိအော်လောဒီတိုကီဟိနေသူမဆရပယဒဖူအီအရေတူလောတော်လောတီတီဆဆကတိကိုကဘာစောတလေတော့မာဝဲနေတီကူကောကဟကုပုခွဲရကရဟေတာစောတလေအစီယနော်ဖဲလာမီတစီခွီတော့နေပပိုပပလာဝဲတော့ဟေတာကူနေလေတီကောကတောက်စောဘူးတနင်္ညာရီအမေရိကပဒိုဒေါ်နယ်ထရတော့ရုရှားပဒိုပလာဒီမာပူတေလဲလေတရုကောကဲတော်တာဒီတို့တရုကောတီကောအစုကမောဒိုထော်ဝဲနေလားအဝဲတေတကိုတာဘာခါတော့အတူတီကောတာဂေတနာကေတရုတော့ပယောနေအဘူလိုတာကိုကဘာဥခောကွာမေတာကေဟဲကဲတော်တလူကောပယောဘူးကိုဝါနေပကွာတီနောဖပါနေလော မပပဒုကနာတာဖိုကိုကပစိဘလဘတူလတူဒုကနာတေတောနော် FM တကဆောတာရတကလေးတခိုင်အခုနေလောမေဒုကနာဘာတောနော် FM radio တကဆောတခိုင်လေတောနော် FM တကရရဖော်ယမီကာဟတ်နေကနာဘလာတေနေလော